Hello ဝဲမင်္ဂလာပါ I am hip hop MM ကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်တင်ဆက်ပေးမှာပါတော့မြန်မာ hip hop နဲ့ multi syllable rhyme ဆိုတဲ့ story ပဲဖြစ်ပါတယ်အားလုံးသိထားကြတဲ့အတိုင်းပဲ Tecrit 2000ခုနှစ်မှာ SA ရဲ့စတင်ရင်ခွေနဲ့တူမြန်မာနိုင်ငံမှာ hip hop တနည်းအားဖြင့် rap ဂီတစတင်ပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒီချိန်ကာလတွေမှာ rap သချင်းတွေတီးဆိုဖန်တီးခဲ့ကြတဲ့ SA အဖွဲ့နဲ့ဖြစ်ပြန်ဆိုတော်တွေကို first generation လို့ဒီနေရာမှာတောင်းတောင်းညင်ပါတယ်First generation တွေဟာ rap ဂီတကိုအရှိန်ဟုန်နဲ့နိုင်ငံလုံးတိုင်းတာတစ်ခုထိရောက်ရှိအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တာပါတော့ငင်းလို့မရတဲ့ချက်ပါတိုးတော်လဲ first generation kick က rap သချင်းတွေဟာ copy တွေများခဲ့တဲ့လျောက် pop rap တွေလည်းခေတ်စားလာစေခဲ့တယ်လို့ rap ရေးဆက်တည်ဆိုတဲ့နေရာမှာလဲကာယံနဲ့ပတ်သက်လို့အလုံးချင်းကာယံတွေကိုဒါအသုံးများခဲ့ကြပါတယ်First generation ခေတ်ရဲ့3-4နှစ်ကြာမှာတော့ second generation လို့သတ်မှတ်ရမယ် hip hop user တခုထပ်ပေါ်လာခဲ့ပါတယ်။သူတို့လည်းမြန်မာ hip hop association MHA လို့ခေါင်းစဉ်တက်ပြီး shout out လုပ်ခဲ့ကြပါတယ်။မြေနီကုန်းမှာဘော်ဒါလေးစီနေတုံးကပြောစရာတွေပြီးနေအသုံးမချရှော့ကလေးကြည့်မနေလုံးဝပဲမှန်တယ်ထင်မိမဲ့အဆုံးစလွဲစိတ်ညစ်ပြီးအောင်စားတဲ့ဒေါသကိုရှေ့တန်းတင်ရင်ရှုံးသွားမယ်ငါအမြဲသွေးအေးလို့ရင်းနေကတဲ့ချင်းကြောင်းများရှာပြီးလူတွေဝိုင်းမင်းနေကြလို့အတင်းကောင်းမြတ်ခါသည်ပြုမှုကလွယ်လို့စိုက်တာလုံးနေမယ်အေးအေးသိဖို့မတင်းပေါက်ကငါကြည့်MHA ပေါ်လာတဲ့အချိန်မှာမြန်မာ hip hop ကကိုယ်ပိုင်တန်းစင် on tune rap တဲ့ချင်းတွေက copy ချင်းတွေကိုစားထိုးလာနိုင်ခဲ့တဲ့အပြင်တိတိတတ်တာပြောင်းလဲသွားခဲ့တာကတော့ကာယံအတောင်းပြုပုံတွေပဲဖြစ်ပါတယ်ဒီချင်းကိုနားထောင်ပြီးရင်ချက်ချင်းမေးပလိုက်ကြာကြီးလိုက်မစိုးနဲ့အတိတ်ကိုပြန်လက်ကြည့်လိုက်အနာဟောင်းကိုခွာမိလိုက်တယ်လို့ပဲစစ်နဲ့မလွမ်းဘူးလို့စိတ်တင်းထားလိုက်တဲ့ချင်းနဲ့ကိုညာမိလိုက်လို့ပဲကဲကြပါကရှန်ရှာလာတိုင်းငါမှအမြဲတစီရမယ်နေဘာတိတဲ့လို့လဲနင်ငါသာစောက်ယူမဆိုင်တာငါအိတ်ခမ်းကစာကြည့်လိုက်လို့ပဲဖျားတွင်တဲ့တညတခါစကလုံးတစ်လုံးထပ်ပို့တဲ့တန်တူချောင်းပွဲကာယံတွေကိုချိတ်ဆက်မိမိဒိတ်ပဲရှိရှိအတောင်းပြုတဲ့ multi syllable rhymes တွေကိုစတင်ကြားခဲ့ရပါတယ်စာလည်းမချက်ချင်ပါငါညဘတိုင်းဆက်တိုက်ထဲမပြတ်မကွက်အိမ်မက်တွေမရင်ငါရှစ်ချင်အိမ်မက်တွေပရင်ရှာမိုးကရန်လာတော့ပြောင်းလဲခဲ့နှုတ်ဆက်ရင်ငါကိုခါတော့ငါဘဝမလေးချင်တဲ့တက်တဲ့ခါလည်းငင်ကပါပြည့်ရင်းကပြိုငါဆိုတဲ့ဒီချင်မဟိုကနေနားထောင်နေမလားရင်မင်းသိဆိုတဲ့ချတဲ့သူရဲ့တန်ကိုကြားရောက်နေမှာခဏလောက်ပြေပါနီဆက်ဆက်သားရောက်နေကြကိစ္စများမြောင်တွေကဘာတော့ဟိုကချားကောင်းနေစကနားရောက်နေမှာလဲအဲ့ဒီနောက်မှာတော့ second generation တွေတဲဆောင်လာတဲ့ multi syllable rhymes တွေကို first generation တွေကပါလက်ခံတိမဲ့ပြုခဲ့တယ်လို့တချို့ first generation တွေရဲ့ rap ရေးသားဖန်တီးမှုတွေမှာပါ multi syllable rhymes တွေကိုထည့်သွင်းပြီး style တွေပြောင်းလဲလာတာကိုလည်းတွေ့ခဲ့ရပါတယ်မင်းဝေဖို့ရှိသူငါက2ပဲလာသည်အဲ့ဒါဆို take shot with the new era needမင်းဝေတဲ့အော်တိုကြီးဟောင်းလာပြီးပြပြမဲ့ကောင်းပါသည်အစုပ်တွေဝက်တဲ့ခေတ်ကပြောင်းပါသည်ဝက်တဲ့စားတော့ say that song ညီကိုရဒီလိုနေ hip hop ချင်းတွေဒီဆိုနေငါတို့တွေကရပုံစံလိုက်ပြီးကလို့ပြောရှင်နေအားလုံးလက်ကဲနေပြီငါရဲ့ကိုညစ်မနေနဲ့ငါပြီကရမ်းပူနဲ့ country boot ဝက်မနေနဲ့မုံလုံးဂီတလို့လေအဲ့ဒီရစပြီးတော့မြန်မာနိုင်ငံမှာ hip hop လို့ပြောလိုက်တာနဲ့ rapper နဲ့ကာယံဟာခွဲမရအောင်ကိုတွဲမြင်လာခဲ့ကြပါတယ်second generation ရဲ့အောင်မြင်မှုတွေနဲ့တစ်ဆက်တည်းမှာပဲ second generation ရဲ့ lesson ကမ်းမှုနဲ့အတူ third generation လို့သတ်မှတ်ရမယ့်မျိုးဆက်တစ်ခုကလည်းထပ်မဲ့ထွက်ပေါ်လာခဲ့ပါတယ်ကဲဓမ္မကြီးအသေးနာပြီးဒါနဲ့ငါတို့လည်းလွဲပါပြီအရင်ကနေငါပြေမထင်နာခဲ့တာလည်းအကုန်လွဲပါပြီမျက်နှာလွဲကြမရှိငါမှရှက်ရခဲ့တာကြီးတသက်စာလွဲပါပြီမှတ်ပါလက်ပြခဲ့ပါသည်နင်းနဲ့ပြဿနာတက်တဲ့နေ့ကနေညအိမ် third generation တွေဟာလည်း second generation တွေရှောက်ခဲ့တဲ့လမ်းကိုပဲဆက်ရှောက်ခဲ့ကြတာဖြစ်တဲ့အတွက် third generation တွေရဲ့ music ဖန်တီးပုံစာသားရေးစပ်ပုံတွေနဲ့ကာယံထားသူတွေက second generation တွေရဲ့ရေးစည်းကြောင်းတိုင်းပဲစီစဉ်ခဲ့ပြီး multi syllable rhymes တွေကိုလည်းဆက်လက်ပြီးတည်ဆောင်လာခဲ့ကြပါတယ်Sabi, hip hop sola banyo, matiye mino lalo chi, ambition no salo shi, you know ambition na tawo shi, tawo yemo shi, mino di, sola golden lalo di, kita ka microphone ma tomya. Third generation တွေစင်မောရောက်လာတဲ့တစ်ပြိုင်နက်တစ်ဖက်မှာလည်းဒီ first second third generation ခွဲခြားတဲ့အဆင့်လာနောက်ကိုမလိုက်ဖဲနေကိုယ်ပိုင်ခေါင်းစဉ်ကိုစီနဲ့တိကျရက်တည်ခဲ့တဲ့ hip hop family တွေလည်းအများကြီးရှိလာခဲ့ပါတယ်အဲ့လိုတိကျရက်တည်ခဲ့တဲ့ hip hop family တွေဟာလည်း can user ပိုင်းဆိုင်ရာမှာတိကျရက်တည်ခဲ့ကြတဲ့ဆိုပေမဲ့သူတို့ရဲ့ rap ဖန်တီးမှုတွေကတော့
ရှေ့ကရည်သီးချောင်းတိုင်းပဲမြန်မာ hip hop ဆိုတဲ့ခေါင်းလေးအောင်ပါပြီကိုဝိုင်းတန်စင်ကိုဝိုင်းဟန်ပန်နေတိုင်းဆက်လက်ဖန်တီးခဲ့ကြတယ်လို့မာဒီ Celebrate Rhymes တွေကိုလည်းဆက်လက်တည်ဆောင်လာခဲ့ကြပါတယ်တဖြည်းဖြည်းနဲ့မြန်မာ hip hop ရည်စည်းဟာပုံမအားကောင်းစွာစီးဆင်းလာခဲ့ပြီးဘာ generation ရဲ့တော့တိကျသတ်မှတ်လို့မရတော့ပဲ next generation လို့သာဆိုရမယ် new set တဲ့ rapper ရဲ့ kid ကိုလည်းရောက်ရှိလာခဲ့ကြမှာဒီ next generation ရဲ့အဆက်မှာတော့ကိုဝိုင်းတန်တဲ့မြန်မာ hip hop တချင်းတွေရဲ့ music ဖန်တီးပုံတွေ flow တွေနဲ့စော်ဝုံဆိုပေါက်တွေဟာနိုင်ငံတကာ rap တချင်းတွေနဲ့ရန်မောင်တဲလာနိုင်သည့်အထိကိုတက်လာခဲ့တယ်လို့ Marty Celebrate Rhymes တွေကိုလည်းဆက်လက်တည်ဆောင်လာခဲ့ကြပါတယ်ငါကတော့ထင်ပြီးဘူးမင်းစောက်တဲ့ကြေးဖို့ဆိုတာဝေးကြီးပဲကိုထားတဲ့ကိုနဲ့ဟျောက်ဒါလာမရောနဲ့မင်းဆရာလာဘောပဲတာကြီးရဲ့မင်းထားတဲ့ညာမပေါ်တဲ့များကြီးပဲစားကတော့ဆင်းနေမှာဖြစ်တယ်လို့ဆိုပြီးတော့အခုကျမှပေါ်တာတွေအားလုံးတက်ပို့ပြီးတော့နာမည်ကြီး rapper ကြီးဖြစ်ချင်လို့ငိုပြီးတော့လာတာမပြောနဲ့နာကြီးတယ် MP အချောင်းမင်းမဲ့ခုံတီးလို့ပြောရုံမိလို့မျောနေတဲ့ကောင်တွေယောက်ျားဖြစ်ပြီးမိန်းမစိတ်တဲ့ဝိုင်းခုံမင်းတို့ရက်ကွက်ထိတ်လို့ဝဲခိုင်းရှုပ်ဒီအကုန်ရင်စိတ်နဲ့ဆိုငါတို့တက်ရတာသိခက်တဲ့ပိုင်းမဟုတ်သမီးလေးမွေးထားလို့ငိမ့်နေတဲ့ဘွားအတွက် break တဲ့ rhyme ပဲဦးတီးစရာအိမ်မရဲ့ mind လုံးတွေ့မတဲ့နေပိုင်းရဆိုင်ရနှစ်ထောင်နဲ့မလေးတွေပဲထဲခိုင်းအောင်မယ်ဒီနေရာမှာချီးဆွတ်ပြောချင်တာက next generation တွေရဲ့ခင်မှာ hip hop ပါတချင်းတွေလည်းမဟုတ်ပဲဂျင်းချင်းမှုတစ်ခုလေးနဲ့တိုးတက်ကျဲပဲလာခဲ့ပါတယ် hip hop ရဲ့ ခြား element တွေဖြစ်တဲ့ break dance DJ graffiti B-ball ဆိုကနေ street fashion တွေကြီးအတီးပြီးကျဲပဲလာခဲ့ပါတယ်ဘာမှတော့ပြီးမရှုံရင်မအသက်အော်ပြစီလို့ဂျိုးကပြီးညိုညတချို့တော့ခီးချိုနေမှာခိုးပွားပြီးလိုချင်တဲ့ flow ထက်ကြီးဆိုရင် show ချမ်းပြီးလိုပဲမတော့တဲ့ free ကိုမဘသူပါပြောလဲချိုးမပြီးတော့ကိုမြတ်ချီကိုမအဲ့နောက်မှာတော့မြန်မာ hip hop ရဲ့တစ်စိတ်ချိုးပြောင်းလဲလိုက်တော့မဲ့ trap kick ကိုရောက်လာခဲ့ပါတယ် trap ဆိုတဲ့ hip hop ရဲ့ sub genre တခုဖန်တီးနေကြတဲ့လူငယ်တွေဟာသူတို့လည်း kid ရဲ့စိုးဦးတီထွင်သူတွေဖြစ်ခံယူလာရခြင်းတဲ့အတူ hip hop မှာကာယံနဲ့စာသားအဓိကမဟုတ်ဘူးဆိုတဲ့ထင်မြင်ချက်တွေလည်းအမျိုးမျိုးပေါ်ထွက်လာခဲ့ပါတယ်ငါ confident က so high ညနေချက်ခေါင်းမို့ချိုးပလိုက်ကိုစီထားတဲ့လုံးနေနဲ့ရငါကနေထုတ်ပြီးဆိုပလိုက်ဆိုယူမထားနိုင်ငင်းနေတယ်သူဘာမသိတဲ့ပြဿနာ star က engine လေးရောက်ရက်ကွက်ကိုလေပတ်မှာဆောင်းရောက်ကို show ပြီးတော့တကယ်တော့လည်း hip hop ဆိုတာလူမယ်တွေအတွက်ခိုးလုံးရခေါင်းစဉ်တစ်ခုလွတ်လပ်စွာနဲ့ယုံကြည်ရကိုယူတော့ခွင့်တစ်ခုပြောရရင်ဒီထက်အများကြီးကျယ်တဲ့နဲ့ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့အလျောက်ကာယံနဲ့စာသားအဓိကမဟုတ်တာပါလေအမှန်တရားပါပဲဒါပေမဲ့လည်း trap kick ကိုမောင်းနေတဲ့ rap ဒီမှာလည်း Marty Celebrate Rhymes ရာဆက်လက်စီးဆင်းနေစေပဲဖြစ်တာပေါ့နော်ဘလို့မှရင်းမရတဲ့ချက်ပဲဖြစ်ပါတယ်I'm moving like Tabala. Do the decision go to better the line boss on beat it on no antenna. Loading a dope in my lantana we keep going. Just like a ball. အခုတင်ဆက်ပြီးတော့တာကတော့မြန်မာ hip hop နဲ့ Marty Celebrate Rhymes ကြောင်းမဖြစ်ပါဘူးအရှိမပြောခဲ့တယ်လို့ပဲ generation သတ်မှတ်ချက်တွေဟာအစီအစဉ်တင်ဆက်သူရဲ့အားပေါ်တာဖြစ်ပါပြီ I am hip hop.mm နေနဲ့လေ hip hop မှာဘယ်ဟာကောက်မှန်နေဘယ်ဟာကောက်မှားတယ်ဆိုတဲ့ထင်မြင်ချက်မျိုးကိုလုံးဝပေးခဲ့ခြင်းမရှိပဲဖြတ်တန်းခဲ့တဲ့ history တစ်ခုကိုပြန်လည်မီးမောင်းထုတ်ပြခြင်းသက်သက်ပါဖြစ်ပါတယ်နောက်ထပ်လည်းပုံမကောင်းမွန်တဲ့တင်ဆက်မှုတွေနဲ့အတူမြန်မာ hip hop အတွက်ဆက်လက်ရည်တည်နေမှာဖြစ်ကြောင်းအသိပေးရင်းနဲ့ပဲမြန်မာ hip hop နဲ့ Marty Celebrate Rhymes ဆိုတဲ့ story ကိုစောင့်တက်လိုက်ရပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ် peace